မင်္ဂလာပါရှင်ကြက်စီထမင်းကြိုက်တဲ့သူတွေအတွက်ထမင်းတစ်စီချင်းစီတိုင်းမှာကြက်သားရဲ့အချိုအရသာတွေစိတ်ဝင်နေမယ်ကြက်စီထမင်း channel လေးမျှဝေပေးခြင်းပါတယ်ရှင်ကြက်ပေါင်တစ်ချမ်းသုံးနာပါတယ်40ကြက်သားလောက်ရှိပါမယ်ရှင်အရသာအတွက်စားထည့်ပါမယ်ကြက်သားမှုတ်ထည့်ပါမယ်ပဲငယ်များကြီးအကျဲထည့်ပါမယ်ရှင်ခရုစီထည့်ပါမယ်ငရုတ်ကောင်းလေးနည်းနည်းပါထည့်လိုက်ပါမယ်ရှင်အရသာနှမ်းဆက်သွားအောင်နေပြီးပြီဆိုရင်တော့အသားထဲထိအရသာဝင်နေအောင်လို့အနည်းဆုံးနာရီဝက်လောက်နှက်ထားပေးလိုက်ပါမယ်ဆန်ကိုတော့ဆန်ချိန်ခွက်နဲ့2ခွက်နိုးစီဘူးနဲ့ဆိုရင်1ဘူးသုံးနာပါတယ်ဆန်ကတော့နောင်မွန်ရှမ်းဆန်ကိုသုံးနာပါတယ်ရှင်ဆန်ကိုတန့်သွားအောင်လို့ရေ2ကြိမ်လောက်ဆေးလိုက်ပါမယ်ရေဆေးပြီးပြီဆိုတာနဲ့ဆန်ထဲမှာရေကြံနေတာမျိုးမရှိအောင်လို့စကားလေးနဲ့ရေစစ်ထားပေးပါမယ်အမွှေးကြိုင်နေနဲ့ကတော့ဂျင်းလက်တက်စစ်ကြက်သွန်ဖြူ2မွှာလောက်နဲ့နံမြင့်4ခုလောက်သုံးပါမယ်ရှင်ဂျင်းကိုတော့ခတ်တူတူလေးလှီထားပေးပါမယ်ကြက်သွန်ဖြူကိုဓာပြရိုက်ထားပေးပါမယ်အိုးထဲကိုစီလင်းနဲ့ထည့်ပါမယ်စီပူလာပြီဆိုတာနဲ့ဂျင်းပြားလေးတွေကိုအရင်ကြော်ပေးပါမယ်မွှေးလာပြီဆိုတော့မှကြက်သွန်ဖြူနဲ့နံမြင့်ကိုထည့်ကြော်ပါမယ်ရှင်အနံ့လေးတွေမှုေးလာပြီဆိုရင်တော့ခုနအရသာနေပြီးနှက်ထားတဲ့ကြက်သားတွေကိုထည့်ပြီးတော့ကြော်ပေးပါမယ်ကြက်စီကိုတီးတန့်မထုတ်တော့ဘဲနဲ့အခုကြော်နေတဲ့ကြက်အရည်ကိုနဲ့ထွက်လာတဲ့အစီလေးနည်းနည်းကိုပဲယူပါမယ်ရှင်ကြက်သားလေးတွေအပေါ်ကျောတင်းလာပြီဆိုရင်တစ်ဖက်ကိုလှန်ပေးပါမယ်ကြက်သွန်ဖြူချင်းတွေရဲ့မှုေးတဲ့အနံ့တွေအသားထဲထိဝင်လောက်ပြီဆိုရင်တော့ဒီအဖက်တွေအကုန်လုံးကိုဆယ်ထုတ်ပြလိုက်ပါမယ်ကြက်သားတွေအားလုံးဟိုဘက်ဒီဘက်အပေါ်ကျော်လေးတွေတင်းပြီးတော့အယောင်လေးရလာပြီဆိုရင်တော့ခုနရေးစစ်ထားတဲ့ဆန်တွေကိုတစ်ခါတည်းထည့်ကြော်ပေးလိုက်ပါမယ်အခုလိုမျိုးလေးကြော်လိုက်မယ်ဆိုရင်ဆန်တွေကိုအနံ့အရသာတွေအကုန်လုံးဝင်သွားပါတယ်ကြက်စီထမင်းချက်ပုံချက်နည်းတွေကတော့အမျိုးမျိုးရှိပါတယ်ဒါလေးကတော့ကျမအိမ်မှာချက်စားနေကြနည်းလေးဖြစ်ပါတယ်ထမင်းနဲ့ကိုအရသာလေးဝင်စေဖို့စားလေးနည်းနည်းနဲ့ကြက်သားမှုတ်လေးနည်းနည်းထည့်ထည့်ပါမယ်အရသာလေးနှံ့အောင်ခဏလောက်မှွေပြီးပြီဆိုရင်တော့မီးပိတ်လိုက်လို့ရပါပြီပြီးရင်တော့ဒီကြော်ထားတဲ့ထမင်းတွေကိုပေါင်းအိုးထဲကိုထည့်ပါမယ်ရှင်ဆန်လေးကိုအရင်ထည့်ပါမယ်ပြီးတော့မှအပေါ်ကနေကြက်သားတုံးလေးတွေထည့်ပါမယ်ရှင်ရေကိုတော့ဆန်တစ်ခွက်ကိုရေတစ်ခွက်ခွဲနှုံနဲ့ထည့်ပါမယ်ရှင်ရေနေရာမှာကြက်ပြုတ်ရေကိုထည့်မယ်ဆိုရင်ပိုပြီးတော့ကောင်းပါတယ်ရေအချိုးစားတော့ကိုသုံးတဲ့ဆန်မျိုးစားပေါ်မူတည်ပြီးတော့ကိုချက်နေကြအချိုးတိုင်းထည့်လို့ရပါတယ်ပြီးတာနဲ့အဖုံးလေးပိတ်ပြီးတော့ထမင်းကိုတည်တယ်လို့ပဲတည်ထားလိုက်ပါမယ်ရှင်နိုင်ဝက်လောက်တည်ထားပြီးလို့ထမင်းအိုးကျက်သွားတဲ့အနေထားလေးပါအခုဆိုရင်တော့အနံ့လေးမှုေးနေတဲ့ကြက်စီထမင်းလေးရပါပြီရှင်ကြက်စီထမင်းနဲ့တွဲစားဖို့အချင်းအတွက်ကတော့ကြက်သွန်ဖြူ2မွှာကိုဓာပြရိုက်ပြီးတော့နှုတ်ဆင်ထားပါမယ်ငရုတ်သီးစိမ်းကိုလည်းဓာပြရိုက်ပြီးတော့နှုတ်ဆင်ထားပါမယ်ဒီကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းနှုတ်ဆင်ထားတာတွေကိုပကံတစ်ခုတည်းထည့်ပါမယ်ထညက်ရည်လေးနည်းနည်းထည့်ပါမယ်ထညက်ရည်ကမကြရင်မထည့်လို့လည်းရပါတယ်ရှင်ပြီးပြီဆိုတော့မှငရုတ်စီကိုထည့်ပြီးတော့မှွေပေးလိုက်မယ်ဆိုရင်ကြက်စီထမင်းနဲ့တွဲစားဖို့အချင်းလေးရပါပြီရှင်ပွဲလေးပြင်ပြပါမယ်ကြက်စီတွေအများကြီးနဲ့မဟုတ်ဘဲနဲ့အရေကွန်ကထွက်တဲ့အစီလေးနည်းနည်းနဲ့ချက်ထားတဲ့ကြက်စီထမင်းလေးဖြစ်ပါတယ်ထမင်းသားကတော့ခရုစီတို့ပဲငမြာကြီးတို့ထည့်ထားတဲ့အတွက်အယောင်ဖြူဖြူလေးမရပါဘူးကိုကအယောင်ဖြူဖြူလေးကြိုက်တယ်ဆိုရင်တော့ပဲငမြာကြီးခရုစီတွေမထည့်ဘဲနဲ့ချက်ပါနော်
ကြက်သားကတော့ထမင်းပေါင်းဦးလေးနဲ့ပေါင်းထားတဲ့ကြက်ပေါင်းလေးဖြစ်လို့နူးညံ့ဣဆက်နေပြီးတော့အထဲအထိအရသာဝင်ပြီးတော့အရန်စားလို့ကောင်းပါတယ်ကြက်စီထမင်းကြိုက်တဲ့သူတွေဒီလိုမျိုးလေးချက်စားကြည့်ပါနော်အဆုံးထိကြည့်ပေးလို့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာပြီးတော့ဘေးရန်ခတ်သိမ်းမှာကင်းဝေးကြပါစေရှင်